ဒီဖြိုးရေးပေးထားတဲ့စောရင်စစ်စောချင်းဆိုတာပါတယ်โอเคဒီတချင်းလေးရပါဘလို့တချင်းလေးဆိုတာဘလို့တချင်းမျိုးသားလေးဆိုတာသိပြတယ်ဟုတ်ကဲ့ဒီချင်းလေးကတော့မိန်းကလေးတယောက်ပေါ့သူရမ်းချစ်တဲ့ကောင်လေးတယောက်ကိုဖွင့်မပြောရဲဘူးစိုးရိမ်မိချင်နေရတယ်ဆိုတော့စာရေးထားပါဟုတ်အဲ့လိုတချင်းမျိုးလေးနဲ့တိုက်ဆိုင်နေတဲ့မိန်းကလေးတွေအတွက်ပေါ့ဘယ်လိုပြောချင်လဲဗျမိန်းကလေးတော်များများနဲ့တိုက်ဆိုင်ပါတယ်ဟုတ်ဆိုလေမိန်းကလေးဆိုတာမျိုးကဖွင့်ပြောလို့မရတဲ့အခြေအနေမျိုးပေါ့အဲ့ချိန်မှာ तू ကတော့ကောင်လေးကိုချစ်နေတယ်ပဲ तू မပြောရဲဘူးပဲအကောင်မတစ်ခါကောင်မလေးတွေချစ်မှလည်း तू စိုးရိမ်တာပေါ့နော်အများကြီးကြုံမှုမှာပါဒီတိုင်းမှာနီကိုပရိသတ်တွေကနီကိုချစ်တဲ့ပရိသတ်တွေကနီကိုအချိန်နေပေးပြီးတော့စောင့်ပြီးတော့VCD ကိုမျှော်ပေးမဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နီကကျောင်းတစ်ပတ်နဲ့မို့လို့ပရိသတ်တွေကိုအမြန်မဖြတ်ပြပေးနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်အားပေးပါဦး